နံပါတ်1အတန်ပေါင်းဆိုခြင်းရောအုံမှာဘာလေးတွေပေါင်းပါလဲဆိုရင်အဲ့မှာရေးထားတယ်ရယူရော့နော်ရယူရော့ပေါင်းခြင်းတဲ့နော်အဲ့တော့ရယူရော့ဆိုတာကစင်စစ်တို့ဒီ46လုံးနော်ဟီတာငါနာ46လုံးမှာထူးထူးခြားခြားအတန်းတစ်တန်းလုံးမှာ3လုံးပဲရှိတယ်ရာယူရော့ဆိုတော့3လုံးပဲရှိတယ်ဒီအတန်းကိုပြောတာရာတန်းနော်အဲ့တော့ရာယူရော့ပေါင်းမယ်အဲ့တော့ရာယူရော့ပေါင်းတဲ့အခါမှာ तू ကဘယ်နေရာတွေမှာပေါင်းပါလဲဆိုရင်ဤအတန်းရဲ့အောက်ကစကလုံးတွေအကုန်လုံးကိုရာယူရော့နဲ့ပေါင်းနိုင်တယ်ကြံတဲ့စကလုံးပေါင်းလို့မရဘူးနော်အဲ့တော့ဤအတန်းဆိုတာဘယ်အတန်းကိုပြောတာလဲအခုတစ်ချက် screen share ပေးမယ်နော်ဤအတန်းဆိုတာက R E U E Oနော် I U L O ဆိုတဲ့ဒီအပြီးတော့ပါလာလဲ E လာတယ်နော်အပြီးတော့ E လာတယ်အဲ့ဒီ E အတန်းအောက်ကစကလုံးအကုန်လုံးကိုပြောတာဖြစ်တယ်နော်အခုရိုမာကြီးရဲ့ဒီဇရာကွက်ကိုတစ်ချက်သမီးပြန်ကြည့်လိုက်နော်ပြန်ကြည့်လိုက်အဲ့ဒီမှာ E အတန်းကိုကြည့်ဟိုဟာဒီ test book မင်းတို့နေဟိုငေါ test book မှာလည်းပါတယ်နော်အဲ့တော့ E ရဲ့အောက်မှာဆိုရင်ရှိတဲ့စကလုံးတွေကဘာတွေဖြစ်မလဲဆိုရင်ခိလာမယ်ရှိလာမယ်ချိလာမယ်နီလာမယ်ဟိမိရိအဲ့ဒီဘယ်နှလုံးရှိမလဲဆို1 2 3 4 5 6 9လုံးအဲ့ဒီ9လုံးကိုဒါလင်းဒါတခါတည်းခေါင်းထဲမှာအသေးမှတ်မယ်နော်စာသင်ရင်းနဲ့တခါတည်းခေါင်းထဲကိုမှတ်မယ်အဲ့ဒီ9လုံးကိုဒါလင်းရယူရော့နဲ့ပေါင်းလို့ရပါတယ်နော်အရန်ကြီးခေါင်းနေချုပ်ချက်ခတ်ပြီးတော့မှတ်စရာမလိုဘူးအတန်ပေါင်းခြင်းမှာဆွဆွပြောတယ်ဒီဤအတန်းအောက်က9လုံးကိုဒါလင်းရယူရော့နဲ့ပေါင်းမယ်โอเคရမယ်နော်အဲ့တော့အဲ့9လုံးကအခုဒီပေါင်းကြည့်ပေးမယ်နော်ပေါင်းပြမယ်ဟုတ်ပြီအဲ့တော့ခီကိုစမ်းစီတို့ရနဲ့ပေါင်းမယ်စာအဲ့ဒီစာရေးထားတဲ့စာရွက်ကလေးကိုကြည့်မယ်နော်ခီအပေါင်းရမြင်လားအဲ့တော့ခီအပေါင်းရဆိုရင်ခရဖြစ်သွားရောနော်ခီအပေါင်းရ KYA ခရပေါင်းထွက်လိုက်မှာပေါင်းစုံမှာဖြစ်တဲ့ကြောင့်ပေါင်းထွက်မှာခရအဲ့တော့ခီလေးနဲ့အဲ့ဒီရကကြတော့တေးသေးလေးဖြစ်ကြမယ်အခုဒီမှာတစ်ချက်ဆွဲပြမယ် white book မှာတစ်ချက်ကြည့်မယ်နော်အဲ့တော့ခီကိုရေးမယ်ခီဟုတ်ပြီရာလေးကိုကြတော့ဒီခီရဲ့ဒီနေရာလေးအောက်နားလေးမှာနော်ဒီခီရဲ့အောက်နားလေးမှာတေးပြီးတော့ဆွဲရမယ်တေးရမယ်နော်အဲ့တော့ဒီခီကလည်းကြီးမယ်ရာကြီးကလည်းအကြီးပဲဆိုရင်မရဘူးနော်အဲ့ဒါဆိုတလုံးချင်းစီထွက်ကမှာခီရအဲ့တော့ပေါင်းထွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရလေးကသူ့ခီရဲ့အောက်ခြေနားလေးမှာတေးသေးလေးရေးပေးရမယ်ဟုတ်ပြီနော်သေးပေးရမယ်နော်ကြီးလို့မရဘူးပြီးတော့အရန်ကြီးတဲ့တစ်လုံးနဲ့တစ်လုံးအရန်မခွာနဲ့ကက်ရက်ကလေးမှာခရဆိုပြီးတော့ရေးရမယ်နော်အဲ့ဒါဆိုအတန်တော့ကခိအပေါင်းရဖြစ်တဲ့အတွက်ကြောင့်မလို့ KYA ခရရမလားဟုတ်ပြီနောက်တစ်ခုခိအ